င်းနှစ်လေးကစားကောင်းလိုက်တာဘလို့ချက်တာလဲမိတဲ့သူတွေအတွက်ချက်ပြမယ်လိုက်ကြည့်ပေးကြအောင်နော်ဒီနေ့ကတော့ဘဲဥရယ်အာလူးရယ်ငါးတက်တာလေးကိုချက်ပြမှာဖြစ်ပါတယ်အရင်ဆုံးဘဲဥလေးကိုစားလေးနည်းနည်းထည့်ပြီးပြုတ်ပါမယ်ခရမ်းချင်သီးလေးလည်းလှီးပေးထားမယ်ရှင်ပြုတ်ပြီးသားဘဲဥကိုအခွန်လေးနွာပြီးဓာလေးနဲ့မွန်းထားပါမယ်မကြီးကြီးလေးကလည်းဟင်းနဲ့တက်ထည့်ဖို့ဂျင်းနွေးလေးထည့်ပြီးဖြော်ထားပေးတာပါအခွန်နွာပြီးသားအာလူလုံးလေးတွေကိုစားစွန်းနဲ့အရသာမုတ်လေးထည့်ပြီးတော့အရသာလေးဝင်အောင်နေမယ်ရှင်အရင်ဆုံးကျက်သွန်အဖြူအနီးအရောင်တင်မုတ်လေးထောင်းထားတာလေးကိုစီတက်မယ်ရှင်ကျက်သွန်လေးနွမ်းလာပြီဆိုရင်တော့ခရမ်းချင်သီးထည့်ပါမယ်ခရမ်းချင်သီးလေးတွေကိုကြည့်အောင်ဇုံးလေးနဲ့ခြေပေးရပါတယ်ခရမ်းချင်သီးလေးခြေသွားပြီဆိုရင်တော့ဆွမ်းနာကနေထားတဲ့အာလူးလေးထည့်ပါမယ်ဇွန်းလေးနဲ့ဟိုမွေတီးငွေပြီးရေလေးနည်းနည်းထည့်ပြီးတော့ဖုံးလေးအုပ်ထားလိုက်ပါမယ်အာလူးလေးနူးပြီဆိုရင်စနပြုတ်ထားတဲ့ဘဲဥလေးထည့်ပြီးမှွေပါမယ်ဘဲဥလေးလည်းအရောင်ပြောင်းသွားပြီဆိုတော့ငါးတက်တာလေးထည့်ပါမယ်ငါးတက်တာလေးထည့်ပြီးရင်တော့အရင်ကြီးမှွေလို့မရပါဘူးเนาะငါးလေးချိန်မှစိုးလို့ပါအရသာအတွက်စားလေးရယ်ကြက်သားမုတ်လေးရယ်ငါးငပြားကြီးလေးနည်းနည်းပေါ့နော်ထည့်ပါမယ်အကြီးရည်လေးလည်းထည့်ပါမယ်finally နောက်ဆုံးမှာတော့မဆလာလေးထည့်ပြီးတော့ဖုံးလေးအုပ်ထားပါမယ်။ကဲခုဆိုရင်တော့အရန်ကိုစားကောင်းတဲ့ဘဲဥအာလူးငါးတက်တာဟင်းရပါပြီနော်။ဆုံးလောင်းဖို့ပြင်လိုက်ပါအောင်မယ်နော်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ။